အင်္ဂလန်မှာအက်ဒီနဲ့လွတ်လပ်ရေးရရှိရေးဆွေးနွေးတဲ့အခါမှာအထက်စီးကသူပြောနိုင်တယ်နောက်ဆုံးတထိုင်ထဲမှာပဲအစည်းအဝေးတစ်ခုထဲမှာပဲတစ်နှစ်အတွင်းပေးပါမယ်ဆိုတဲ့ဂရိပေးခဲ့တယ်ကျွန်တော်ပြောချင်တာဟိုလွတ်လပ်ရေးသမိုင်းမို့တော့ဗမာပြည်သူလူထုဟာဘာလုပ်ရမလဲဆိုတာကိုသိတယ်ငါတို့မဲပြန့်သွားလို့မဖြစ်ဘူးဗိုလ်ချုပ်ကိုစုစုစည်းစည်းမဲပေးလိုက်မှတို့လွတ်လပ်ရေးရမယ်ဆိုတဲ့အသည့်တို့မှရှိတယ်အဲ့ဒါပထမသက်သေနောက်ဒုတိယသာရကတစ်ခုကျွန်တော်ပြောပြချင်ပါသေးတယ်ဒုတိယသာရက1956ပါစာဖလာမချမ်းကွဲပြီ56ထားပါဗျာဒါတော့တတိဖြစ်တာပေါ့58မှာတော့အတိအလင်းကွဲသွားပြီတီမြဲနဲ့တန့်ရှင်းတီမြဲပါစာဖလာကစစ်တပ်ထောက်ခံစစ်တပ်နဲ့မဟာမိတ်ပေါ့နော်စစ်တပ်လိုလားတဲ့ပါတီစစ်တပ်ထောက်ခံတဲ့ပါတီတန့်ရှင်းကဥနုဥဆောင်တာစစ်တပ်ကမလိုလားဘူးဥနုဆိုတော့အဲ့ဒီမှာတီမြဲတန့်ရှင်းနှချမ်းကွဲပြီးတော့ဦးနေဝင်ကအိမ်ဆောင်အစိုးရဝန်ကြီးချုပ်တိုင်းပြည်ကို2နှစ်အုပ်ချုပ်ပြီးရွေးကောက်ပွဲပြန်လုပ်ပေးတယ်အဲ့ဒီ2နှစ်အတွင်းမှာသူတီမြဲဘက်ကအကြီးအကျယ်ပဲလိုက်တယ်စစ်တပ်ကခဏကဆရာကြီးမင်းတို့ပြောတဲ့ဟာအဲ့ဒီမှာတစ်ချိန်ပြန်ကြုံနေကျွန်တော်တို့အဲ့တော့ကလူတွေကိုမေးလိုက်ရင်လူတွေကိုခင်ဗျဘယ်သူမဲပေးမှလဲမေးလဲတီမြဲပဲစကားတော့မဆုံးသေးဘူးကျွန်တော်တီမြဲလို့ပြောတာအဲ့လိုမပြောရင်လည်းမလွယ်ဘူးညလာပြီးတော့ဒုက္ခပေးတဲ့အိမ်မီးရှို့တာတို့ရိုက်တာတို့ဘာတို့တောမှဆိုတတ်တာတွေပါတွေထိလုပ်တယ်နော်ဟုတ်ပြီကျွန်တော်မေးလဲကျွန်တော်လည်းတီမြဲပဲဘယ်သူမေးအားလုံးကတီမြဲပဲပြောတယ်တန်ရှင်းပါတီဝင်ကလွဲကျန်တဲ့လူအားလုံးတီမြဲမဲပေးမယ်ပြောတယ်1960ဖေဖော်ဝါရီလ21လမ်းမသိဘူးရွေးကောက်ပွဲလုပ်တော့ညနေမဲပုံးလဲဖွင့်ရောတီမြဲမှာမဲမရှိဘူးတချို့ပုံးလဲဆို9မဲ10မဲပဲရှိတယ်အားလုံးတန့်ရှင်းကိုမဲပေးထားကြတယ်နော်အဲ့တော့ကျွန်တော်တို့ဆိုရွေးလေးတစ်ခုထွက်တယ်မလားလူတီမြဲမဲတန့်ရှင်းနော်လူတီမြဲမဲတန့်ရှင်းပြောလိုက်လို့ရှိရင်လူအားလုံးကတီမြဲမဲပေးမယ်ပြောတယ်တကယ်တမ်းပြီးတော့တန့်ရှင်းပေးလိုက်တယ်ဒါကြောင့်လူတီမြဲလူကိုမေးလိုက်ရင်တော့တီမြဲပဲပြောတယ်မဲပြီးတော့တန့်ရှင်းကိုပေးလိုက်တယ်လူတီမြဲမဲတန့်ရှင်းအဲ့ဒါဗမာပြည်သူလူထုအမတန်ပန်းသက်တာကိုဒုတိယအကြိမ်သက်သေပြခဲ့တာပဲဗမာပြည်သူလူထုဟာတိုင်းပြည်ကိုစစ်တပ်အုပ်ချုပ်တာမလိုချင်ဘူးဆိုတာ1960တည်းကပြခဲ့ပြီးပြီဘာဖြစ်လို့လဲစစ်တပ်ထောက်ခံတဲ့တီမြဲကိုမဲမပေးဘူးအဲ့တော့တစ်ချိန်ကတီမြဲဆိုတာလဲပါစာဖလာပဲတန်ရှင်းဆိုတာလဲပါစာဖလာပဲတစ်ဖွဲ့တည်းပဲဒီတစ်ဖွဲ့ကနှချမ်းကွဲသွားတာအရင်တော့ကတို့ဟာညီကိုတွေပဲအတူတူပဲနော်တစ်ဖွဲ့တည်းကနှချမ်းကွဲတော့နှစ်ဖွဲ့လုံးမှာလူတော်တွေရှိတယ်ဒါပေမဲ့တကယ်မဲပေးတဲ့အချိန်မှာလုံးဝတီမြဲကိုမဲမပေးတော့ဘလောက်ဖက်တော်ဘလောက်ဖက်ကောင်းဘာတမိုင်းနဲ့ရှိခဲ့စစ်တပ်နဲ့ပတ်သက်လို့ဒီဘက်ကတန့်ရှင်းကိုပေးမယ်ဆိုပြီးတော့ပြက်သားတန့်ရှင်းကိုပေးခဲ့တယ်အဲ့ဒါကျွန်တော်တို့ဗမာပြည်သူလူထုဟာမညံ့ဘူးတိတ်ကိုအကင်းပါတယ်ပန်းတတ်တယ်ဘယ်အချိန်ပါလို့ရမလဲဆိုတာသိတယ်ဆိုတဲ့အဲ့ဒါဒုတိယသာရကပဲနောက်ထပ်တတိယသာရကတစ်ခုရှိတယ်1988ရေးခင်းပြီးတော့1990ရွေးကောက်ပွဲကျွန်တော်ပြောစရာတော့မလိုတော့ဘာလို့လိုက်ကြသလဲNLD ကဝင်ပြိုင်တဲ့လူဘယ်သူမှမသိဘူးမဲပြီးတော့ NLD ကိုပဲပေးတယ်ကျွန်တော်တို့ 82% ရခဲ့တယ်အဲဒီတုန်းက392ယောက်ရတယ်တော်မှာ440မှာအဲ့ဒီတစ်ချိန်ပါလဲပေါ့နော်1990ရွေးကောက်ပွဲမှာလဲဒီအတိုင်းပဲအရေးကြုံတဲ့အခါမှာပြည်သူလူထုဟာဘာလုပ်ရမလဲဆိုတာကိုသိခဲ့တယ်အဲတုန်းကဖိနှိပ်မှုသိမရှိဘူးနောက်ထပ်သာရကတစ်ခုရှိသေးတယ်နံပါတ်4သာရကအဲ့ဒါ2012ဧပြီလ1ရက်နေ့ကြားပြရွေးကောက်ပွဲအဲ့ဒါမလွတ်လပ်သေးတဲ့အခြေအနေနော်2015နဲ့မတူဘူး2012ဟာတိတ်ပြီးမလွတ်လပ်သေးဘူးစစ်တပ်ရဲ့အရှိန်ဩဇာအတော်ကိုရှိသေးတဲ့အခြေအနေအဲ့ဒီကြားပြရွေးကောက်ပွဲမှာလဲကျွန်တော်တို့96% နိုင်တယ်44ယောက်မှာ43ယောက်ကျွန်တော်တို့နိုင်တယ်ကြားပြမို့လို့သာကျွန်တော်တို့တိုင်းပြည်လုံးကိုမစိုးမိုးနိုင်တာသို့တော်လည်းပဲရွေးကောက်ပွဲရဲ့ရာနှုန်းအတိုင်းအတာရပြောရင်ကျွန်တော်96ရာနှုန်းနိုင်ခဲ့တယ်ဆိုတော့ကအဲ့ဒီတုန်းကလည်းပဲပြည်သူလူထုဟာသူတို့ဘာလုပ်ရမလဲဆိုတာကိုတယောက်နဲ့တယောက်မညှိနှိုင်းမတိုင်ပင်မဲနဲ့ကိုပြက်သားအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုထောက်ခံတယ်အဓိပ္ပာယ်ကငါတို့စစ်တပ်ကိုမုန်းတယ်စစ်တပ်အုပ်ချုပ်တော်ကိုမုန်းတယ်စစ်အာဏာရှင်စနစ်ကိုငါတို့လက်မခံဘူးဆိုတာပြခဲ့တယ်ဒီတိုင်းပဲအခု2015တာစောစောဆရာကြီးမင်းကြီးပြောတော့ပြီ2015မှာလဲဒီတိုင်းပဲမဟုတ်ဘူးလားနော်2015မှာတော်တော်ကိုရှုပ်ထွေးတယ်နော်ဘာသာရေးမိုင်းတိုက်ပြီးတော့မှခွဲတာတွေအမျိုးသားရေးမိုင်းတိုက်ပြီးခွဲတာတွေ NLD ကိုမဲပေးလိုက်ရင်ကလပြီဖြစ်သွားမှာပြောလို့ပြောသာသနာပြည့်မယ်ပြောလို့ပြောနော်တိုးတော်လည်းပဲဘယ်လိုပဲမတော်မတရားမိုက်တိုက်စီးအောင်ပြီးတော့မှဆောင်ရွက်ခဲ့ပါစေမူနောက်ဆုံးတော့ပြည်သူလူထုဟာဘာလုပ်ရမလဲဆိုတာသူတို့သိတယ်သူတို့လုပ်တဲ့နာကိုသူတို့လုပ်ခဲ့တယ်
ပြက်ပြက်သားသားအဖွဲ့ချုပ်အနိုင်ရခဲ့တယ်နော်အဲ့တော့ဒါဘာကိုပြောသလဲဆိုတော့ပြည်သူလူထုရဲ့အခန်းကဏ္ဍဘလောက်အရေးကြီးတယ်လဲဆိုတာကိုဗမာပြည်သူလူထုကောင်းကောင်းသိတယ်အရေးကြုံတိုင်းမှန်မှန်ကန်ကန်ဆုတ်ဖြတ်ဆောင်ရွက်နိုင်ခဲ့တဲ့တာရကရှိတယ်နော်ဒါကြောင့်မို့လို့ကျွန်တော်တို့ပြည်သူလူထုဟာအားကိုးလောက်တဲ့ပြည်သူလူထုဖြစ်ပါတယ်အမှန်ပါးနှက်တဲ့လူထုဖြစ်ပါတယ်အချိန်ကြရင်ဘာလို့ရမလဲဆိုတာကိုကောင်းစွာသိပါတယ်